ဘဝမှာတစ်ခုခုကကိုယ့်ကိုဆွဲထားတယ်လို့ခံစားဘူးလား Brianna Weiss ရဲ့ဇာတ်အရာအဲ့ဒါကကိုယ်တိုင်းပဲဖြစ်နေနိုင်ပါတယ်ဒီစာအုပ်ကကိုဖြစ်စည်းတဲ့အလေးအထက်ကိုကျွမ်းကျင်မှုအဖြစ်ပြောင်းလဲဖို့လမ်းပြပေးထားတာပါတကယ်လိုချင်တဲ့ဘဝမျိုးကိုနေထိုင်ဖို့ဘာကအကြီးမားဆုံးအတားအဆီးဖြစ်နေမလဲအဖြေကတော့ရှင်းရှင်းလေးပါပဲအဲ့ဒီအတားအဆီးကအဖြစ်မှမဟုတ်ဘူးအတွင်းမှာရှိနေတာပါဒီတောင်တန်းကြီးဆိုတာတိစိတ်ကလိုချင်တာနဲ့မတိစိတ်ကတားဆီးနေတာကြားကပฏิပက္ခပါတော့နာရာရှိကင်တနာဝရီကအပြင်လောကကြောင့်မဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်အခြေအနေကိုထင်ဟပ်နေတာပါဆိုတော့ဒီတောင်ကြီးဟာလက်ရှိကိုတက်နဲ့ဖြစ်ချင်တဲ့ဘဝကြာကတတိုင်းကြီးတစ်ခုလိုပါပဲဒါဆိုဒီအသားစီးကဘေးဟာလာတာလဲကိုဖျက်ဆီးတယ်ဆိုတာဘာကိုပြောတာလဲဒါဟာကိုမုန်းတာမဟုတ်ပါဘူးမတိစရဲ့လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေးနေတဲ့အပြုအမူတစ်ခုပါ OS ကဒီလိုကိုဖျက်ဆီးတတ်တဲ့ပုံစံတွေရဲ့အဓိကအကြောင်းရင်း၅ချက်ကိုဖော်ပြထားတာပါဥပမာအနေနဲ့ကားစီးရမှာကြောက်တာဟာထိန်းချုပ်မှုဆုံးရှုံးမှဆိုတဲ့ပုံနဲ့ဆိုင်တဲ့ကြောက်စိတ်ကိုကိုစားချွနေနိုင်ပါတယ်လူတွေဟာပိုကောင်းမယ်ဆိုရင်တောင်မရင်းနှီးတဲ့အပြောင်းအလဲကိုခုခံတတ်ကြပါတယ်ကဲဒီတော့ဒီတောင်တက်ခီကိုဘယ်လိုစတင်ကြော်လွှားကြမလဲခီးလိုင်းရဲ့အစကမပျော်ရွှင်တော့တဲ့ဘဝတစ်ခုကိုရိုးရိုးသားသားလက်ခံလိုက်ဖို့ပါပဲညှင်းဆိုနေတာတွေရညွင်ယုံထွက်ဖို့ဒီစစ်30ကိုလိုက်နာဖို့လိုအပ်ပါတယ်ဒီလိုမျိုးဘယ်တော့မှထမခံစားချင်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့ခိုင်တန်းဟာတကယ်အချိုးခွေပါပဲဒါပေမဲ့ဒီလိုအကြီးတဲ့ပြောင်းလဲမှုအတိုင်းမှာပေးဆက်ရမယ့်တန်ဖိုးတစ်ခုတော့ရှိနေပါတယ်ဘဝတစ်ခုကိုလိုချင်ရင်ဘဝဟောင်းတစ်ခုကိုစတီးရပါလိမ့်မယ်ကိုယ့်ရဲ့တက်တောင်တက်ပါနေရာနဲ့ယဉ်နီးနေတဲ့လမ်းကြောင်းတွေကိုဆွန့်လွတ်ရပါမယ်တချို့သောဆက်ဆံရေးနဲ့သူငယ်ချင်းတွေကိုတောင်ပေးဆက်ရနိုင်ပါတယ်တခြားသူတွေရဲ့နားလည်မှုနဲ့ထောက်ခံမှုကိုလည်းဆုံးရှုံးရနိုင်ပါတယ်ဒါပေမဲ့ဆုံးရှုံးသွားတဲ့အေရာအလုံးဟာအခုလက်ရှိကိုတက်မဟုတ်တော့တဲ့လူတွေအတွက်တိဆောက်ခဲ့တာတွေပါအစွမ်းမှာတော့ကျွမ်းကျင်စွာထိန်းချုပ်ရမှာကတောင်တန်းကြီးကိုမဟုတ်ပါဘူးကိုပါပဲဒီတော့တောင်တက်နေတာကိုရပ်ပြီးကိုပိုင်ဘဝကိုစတင်တည်ဆောက်တဲ့အခါဘာတွေထစ်လာမလဲ